ရုံးခန်းထဲမှာလင်းဝေဝေကသူ့လုပ်ဖော်ကိုင်ဖက်ချောင်ရွံကိုသူတို့သူထေးအားမြှူဆွဲဖို့ကြိုးစားနေတယ်လို့ဆွဆွဲပြီးပြဿနာရှာပါတော့တယ်။ဒါပေမဲ့မီးခိုးရောင်အပေါ်အင်ဂျီဝတ်ထားတဲ့တခြားလုပ်ဖော်ကိုင်ဖက်တယောက်ကဝင်လာပြီးလင်းဝေဝေကိုပါရိုက်ချလိုက်ပါတယ်ပြီးတော့ကောလာဟာလာတွေဖြန့်ပြီးနေရာရဖို့ကြိုးစားရသလားဆိုပြီးစူပူချင်းမောင်းပါတော့တယ်။လင်းဝေဝေကချောင်ရွံရဲ့အလုပ်ထွက်စာကို CEO ဖြစ်သူဖူတင်ကျိုးကိုယ်တိုင်ခွင့်ပြုခဲ့တာပါလို့ပြန်အောင်ပြောလိုက်တယ်။အဲ့ဒီအချိန်မှာပဲဖူတင်ကျိုးရောက်လာပြီးသူ့အလုပ်ထွက်လွှာကိုငါခွင့်မပြုခဲ့ဘူးလို့ပြောလိုက်ပါတယ်။သူကလင်းဝေဝေပဲလှည့်ပြီးသူ့ခွင့်ပြုချက်မရှိဘဲကွန်ပျူတာထဲဝင်ကချောင်ရွံရဲ့အလုပ်ထွက်လွှာကိုခွင့်ပြုလိုက်တယ်လို့ဆွဆွဲလိုက်ပါတယ်။လင်းဝေဝေကသူမကို CEO ကိုယ်တိုင်ယာတူတိုးပေးခဲ့တာပါလို့ပြန်ပြောပေမဲ့ဖူတင်ကျိုးကသူမရဲ့လိမ်လည်မှုကြောင့်ဥက္ကဋ္ဌရုံးခန်းကနေနေရာပြောင်းရွှေ့ဖို့အမိန့်ပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူကလူတိုင်းကိုအမှန်တရားကိုဖွင့်ချပြလိုက်ပါတယ်။သူလင်းဝေဝေကိုယာတူတိုးပေးခဲ့တာဟာချောင်ရွံရဲ့အလုပ်တွေပြီးနေတာကိုကူညီပြီးဝင်ပေါ်သွားစေခြင်းလို့ဖြစ်တယ်ဆိုတာကိုပေါ့။ချောင်ရွံကအလုပ်ထွက်မယ်လို့ပဲဆက်တောင်းဆိုနေတဲ့အခါဖူတင်ကျိုးကသူမရဲ့အလုပ်ထွက်လွှာကိုပယ်ချလိုက်ပြီးလူအားလုံးရဲ့ရှေ့မှာငါမင်းကိုပိုလိုအပ်တယ်လို့ဝန်ခံလိုက်ပါတယ်။မီးခိုးရောင်အပေါ်အင်ဂျီနဲ့မျိုးသမီးကဒီလောက်တော်တဲ့လက်ထောက်မျိုးကိုလက်မလွတ်တင်ဘူးလို့အားပေးပြောဆိုပေမဲ့ချောင်ရွံကတော့သူ့ကိုတကယ်ဂရုစိုက်ရလားဆိုပြီးတန်တရားဝင်နေခဲ့ပါတယ်။နောက်ပိုင်းမှာတော့ချောင်ရွံကသူ့အစီအစဉ်အတိုင်းရှေ့ဆက်လုပ်ခဲ့ပါတယ်။ရှေ့နေကိုဖူတင်ကျိုးရဲ့အီးမေးလ်စီကွာရှင်းစာချုပ်တွေပို့ခိုင်းလိုက်တာပါ။ဒါပေမဲ့သူ့စီကိုဖူတင်ကျိုးရဲ့လက်ထောက်စီကနေကပြာကရဖုန်းတစ်ခေါက်ဝင်လာပါတယ်။ဖူတင်ကျိုးကအိမ်ထဲမှာတကားပိတ်ပြီးအရက်တွေတောက်နေတယ်လို့ကိုလည်းအယမ်းပူပြီးဖျားနေတယ်လို့ဆိုပါတယ်။ချောင်ရွံကအစပိုင်းမှာတော့ကူညီဖို့ညှင်းဆန်ခဲ့ပါတယ်။သူ့ကိုဆေးရုံသာပို့လိုက်ကျမကဆရာဝန်မမဟုတ်တာလို့ပြောလိုက်တယ်။လက်ထောက်ကဖူတင်ကျိုးဟာသူမရဲ့နာမည်ကိုပဲတောက်လျှောက်ခေါ်နေတယ်လို့အတနာခံပြောပြပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ချောင်ရွံကချက်ချင်းပဲပြေးထွက်သွားပါတော့တယ်။သူမရောက်သွားတဲ့အခါဆိုဖာပေါ်မှာအဖျားတက်ပြီးရောင်ချာချာဖြစ်နေတဲ့သူ့ကိုတွေ့လိုက်ရပါတယ်။သူမအနားကိုကတ်သွားတဲ့အချိန်မှာပဲဖူတင်ကျိုးကသူမကိုအတင်းဆွဲယူပြီးနမ်းရှိုက်ပွေ့ဖက်ပါတော့တယ်။ဖျားနေတဲ့ကြားကပဲသူကချောင်ရွံကိုမကွာရှင်းဖို့တောင်းပန်ပါတယ်။မင်းငါကိုမကွာရှင်းဘူးလို့သဘောမတူမချင်းငါဆေးရုံမသွားဘူးဆိုပြီးချင်းချောက်ပါတော့တယ်။နောက်ဆုံးတော့သူမကဖူတင်ကျိုးကိုပြင်ပလူနာဌာနကိုခေါ်သွားနိုင်ခဲ့ပြီးအဲ့ဒီမှာသူမရဲ့ဆရာဝန်တငယ်ချင်းချဲလင်ချန်ကသူ့ကိုစတင်စစ်ဆေးပေးပါတယ်။ဆရာဝန်ကဒီအဖျားဟာအေးဒဏ်ပြင်းပြင်းထန်ထန်ပြီးလို့ဖြစ်နိုင်တယ်လို့ယူဆခဲ့ပါတယ်။အတိတ်ပုံရိပ်တစ်ခုမှာဖူတင်ကျိုးဟာဝမ်းနည်းပူဆွေးမှုတွေနဲ့ရေအေးနဲ့ရေချိုးခဲ့တာကိုပြန်ပြသွားပါတယ်။ဆေးပိုက်သွင်းပြီးတဲ့နောက်မှာတော့ဖူတင်ကျိုးကအားငယ်တဲ့ကလေးတစ်ယောက်လိုဆေးထိုးအပ်ကအယမ်းနာတယ်လို့ညှိပြပါတော့တယ်။ချဲလင်ချန်ကတော့သူတို့နှစ်ယောက်ကြားမှာအရင်ကရှိခဲ့တဲ့ပြဿနာကြောင့်ဖူတင်ကျိုးကလက်စားချေဖို့ဟန်ဆောင်နေတာလို့ထင်ပြီးမထီမဲ့မြင်ပြလိုက်ပါတယ်။ချောင်ရွံကသူ့ယောက်ျားဘက်ကနေဒေါသတကြီးကာကွယ်ပြောလိုက်ပါတယ်။ဖူတင်ကျိုးကအဲ့လိုလူစားမျိုးမဟုတ်ဘူး။သူ့မာနအရာရှင်ကိုအပြစ်ပုံချဖို့ဘယ်တော့မှလုပ်မှာမဟုတ်ဘူးလို့ပြောလိုက်တာပါ။အဲ့ဒီအချိန်မှာပဲသူနာပြုမလေးတယောက်ကပြေးဝင်လာပြီးဆေးပိုက်သွင်းတာကိုသူမမားလုံးမိတာပါလို့ဝင်ခံလိုက်ပါတယ်။ဒါကြောင့်ချဲလင်ချန်တယောက်အားအသင်ပြီးမျက်နှာပူသွားပါတော့တယ်။